အလဲတိုင်းထော်လာကြီးထွန်ဆက်အလဲတိုင်းထော်လာကြီးထွန်ဆက်ဆိုတာကတော့အညာဒေသကတောင်သူတွေအတွက်ကတော့တပိုင်းတနိုင်အထူးသင့်လျော်တဲ့ထွန်ဆက်လေးပဲဖြစ်ပါတယ်လဲတိုင်းထော်လာကြီးထွန်ဆက်ဆိုလို့ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူးဗျာနွားတဲ့တလက်အသုံးပြုပြီးတော့ထွန်ရတဲ့ထွန်ဆက်ကိုလဲတိုင်းထော်လာကြီးထွန်ဆက်လို့ခေါ်ပါတယ်ဗျလဲတိုင်းထော်လာကြီးထွန်ဆက်ဆိုတဲ့နေရာမှာအလဲတိုင်းထော်လာကြီးကိုနွားတဲ့နှစ်လက်အသုံးပြုတဲ့ထေကုံနဲ့ချိတ်ဆက်ထားလို့လဲတိုင်းထော်လာကြီးထွန်ဆက်လို့ခေါ်ပါတယ်မိတ်ဆွေတို့မြင်တွေ့နေရတဲ့အလဲတိုင်းထော်လာကြီးနောက်တွဲကိုဂျွိုင်းဆက်ကနေဖြုတ်ပြီးတော့ဟောဒီမြင်းနေရတဲ့ဂျွိုင်းဆက်ပေါ့ဗျာအဲ့ဒီဂျွိုင်းဆက်လေးကနေနောက်တွဲလေးကိုဖြုတ်နောက်တွဲလေးကိုဖြုတ်ပြီးတော့မှနွားတဲ့နှစ်လက်အသုံးပြုတဲ့ထေကုံလေးချိတ်ဆက်အသုံးပြုထားတာကိုလဲတိုင်းထော်လာကြီးထွန်ဆက်လို့ခေါ်ပါတယ်ဟောဒီဂျွိုင်းဆက်လေးယူဖိုးလေးနဲ့ပင်လေးရယ်ပေါ့ဗျာဘာမှတော့ထူထူးမပါပါဘူးဗျဒါကတော့ကလက်ဖြစ်ပါတယ်ကလက်လဲတိုင်းထော်လာကြီးထွန်ဆက်ဂေယချင်းမှုတို့ကလက်ဖြစ်ပါတယ်ကလက်ကိုတော့သူကဂေယကျိုးနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်ဂေယချင်းတဲ့နေရာမှာကလက်နေရတာအဆင်ပြေအောင်အလှည့်ပြုတွေအဆင်ပြေအောင်လို့ကျိုးနဲ့ချိတ်ဆက်ပေးထားပါတယ်ဗျကလက်ကိုတော့ကျိုးလေးနဲ့ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်ဒါကတော့လီဘာဖြစ်ပါတယ်လီဘာလေးဖြစ်ပါတယ်လီဘာကလည်းကျိုးလေးနဲ့ပါပဲဗျကျိုးလေးနဲ့ဂီယာကျိုးလေးနဲ့လီဘာကျိုးလေးနဲ့ချိတ်ဆက်အသုံးပြုရတာဖြစ်ပါတယ်ကလက်ရလီဘာရဲ့ပေါ့ဗျာဗရိတ်တော့မပါဘူးဗျသူကဗရိတ်မပါဘူးပေါ့ဗျာအင်ဂျင်နေနဲ့ကတော့22ကောင်ပေါ့ဗျာ22ကောင်အင်ဂျင်လေးရေလေလေးလည်းပါပါတယ်ဗျာရေလေလေးဘေးစနစ်တော့ကတော့ပန်ကာလေးနဲ့ပေါ့ဗျာနွားထွန်ဆက်နဲ့လေယာသုံးပစ္စည်းတွေရောင်းဖို့ဝယ်ဖို့အတွက်ဆက်သွယ်မရှိလို့အခက်အခဲဖြစ်နေလားအဲ့ဒီအခက်အခဲတွေကိုကိုကြီးဖြည့်ရှင်းပေးနိုင်မှုယာဝဲ application လေးရှိပါတယ်ယာဝဲ application လေးကို download ဆွဲပြီးတော့အခမဲ့ရောင်းလို့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ဗျာ